azelaic acid နဲ့ retinoid နဲ့ဘယ်ဟာပိုကောင်းလဲဆိုတော့နှစ်ခုလုံးကကောင်းတယ်azelaic acid ကဝက်ချံပေါက်ပြီးတော့ဂျန်ခဲ့တဲ့အနီးဆက်တွေအမဲဆက်တွေတတ်တာဖို့အတွက်ဒါအထူးကောင်းလို့ ਨੇ ပြီးတော့သူကဝက်ချံပိုးသက်ပြီးတဲ့အာနိသင်တွေရှိတယ်ဒါကြောင့်ကျွန်တော်တို့ကပေါ့နော်ဒီဝက်ချံပေါက်ပြီးတော့ဝက်ချံအသစ်တွေထပ်မပေါအောင်ထိန်းကျင်တဲ့အခါမျိုးလေးမှာကျွန်တော်တို့သုံးလို့ရတယ်ပြီးတော့ဒီကိုပင်ဆောင်မိခင်တွေဝက်ချံပေါက်တဲ့အခါမျိုးတွေမှာကျွန်တော်တို့က retinoid တွေသုံးလို့မရအောင်လေနော်ဆိုတော့အဲ့လိုအချိန်မျိုးမှာကျွန်တော်တို့က retinoid ကိုအစားထိုးအနေနဲ့ azelaic acid ကိုကျွန်တော်တို့သုံးလို့ရပါတယ်ဒါပေမဲ့ဝက်ချံအများကြီးပေါက်နေတဲ့အချိန်မျိုးမှာဆိုရင်တော့ retinoid နဲ့ azelaic acid နှစ်မျိုးလေးတစ်မျိုးရွေးပါဆိုရင်တော့ကျွန်တော်တို့က retinoid ကိုပဲရွေးရမှာဖြစ်ပါတယ်ပြီးတော့azelaic acid ကပေါ့နော်ဒီ azelaic acid ကကောင်းတဲ့ချက်က azelaic acid ကဒါ rosacea လိုမျိုးကျွန်တော်တို့ sensitive ဖြစ်တဲ့အသားရည်မျိုးတွေမှာဆိုရင်ဒါသုံးလို့ရတယ်အဲ့လိုလူတွေအတွက်အမဲဆက်တွေတက်တာခြင်းနဲ့ဆိုရင်လည်း azelaic acid ကိုကျွန်တော်တို့ကရွေးပြီးလို့ရပါတယ်